ကျွန်တော်မျောလင်းတော့မှာနှုတ်ကပတ်တော်မျောလင်းရအောင်လို့နော်ဘုရားသခင်နှုတ်ကပတ်တော်ကကျွန်တော်တို့ဘယ်တော့မှအချီးနှီးမဖြစ်ဘူးဘုရားသခင်ကဖန်ဆင်းသောအရှင်တမန်တရားအလင်းကိုနှုတ်ကပတ်တော်အလင်းကိုပေးတော်ဘုရားသခင်ဖြစ်တယ်နော်နှုတ်ကပတ်တော်ကကျွန်တော်တို့မလိမ္မာသောသူကိုလိမ္မာစေတတ်တယ်တဲ့ကျမ်းစာပြောတယ်ကျွန်တော်အရန်ခွန်အားရတဲ့အထက်မှာအဲ့ကျမ်းစာပါတယ်နှုတ်ကပတ်တော်ကတဲ့မလိမ္မာသောသူကိုလိမ္မာစေတတ်တယ်တဲ့စစကျွန်တော်နားလေတာစိုးနေတဲ့ကလေးတွေလိမ္မာလာတယ်ပေါ့လေဘယ်ဟုတ်မလဲကျမ်းစာကအဲ့အတိတ်ပဲနဲ့ပြောတာမဟုတ်ဘူးမလိမ္မာသောသူလိမ္မာတယ်ဆိုတာလေအားတဲ့သူတွေလဲလာတယ်လို့ပြောတာနော်အဲ့မှာကျွန်တော်တော်ခွန်ရကျွန်တော်ဘာဖြစ်လို့ဆိုငငယ်လေးတဲ့ခက်အားတွေမှာပါတယ်ခက်တုံတုံလေးတွေမှာပါတယ်ခါကြတော့နော်နှုတ်ကပတ်တော်များများဖတ်ရင်ဘာပြောလူရည်လဲမယ်ဆိုတဲ့သဘောလည်းရှိတယ်အဲ့တော့လူရည်လဲလို့ပြောတဲ့အခါမှာတော့မြေကြီးပေါ်မှာနေတဲ့အချိန်မှာနေထိုင်ပြီးကျွမ်းကျင်တာပေါ့လေနော်ဘာဖြစ်လို့လဲဆိုတော့ဒီကမ္ဘာမြေကြီးကိုဖန်ဆင်းသောသူကထာဝရဘုရားသခင်ဖြစ်တယ်ဒီကမ္ဘာမြေကြီးမှာလက်ပတ်နေတဲ့သဘောတရားတွေကိုနားအလည်ဆုံးပုဂ္ဂိုလ်ကထာဝရဘုရားသခင်ဖြစ်တယ်ဒါကြောင့်အဲ့ဒါတွေကိုကျွမ်းကျင်အောင်လုပ်ပေးနိုင်တဲ့ပုဂ္ဂိုလ်ကထာဝရဘုရားသခင်ဖြစ်တယ်အဲ့တော့ဒါလေးလည်းသိစေချင်တယ်တမန်ကျမ်းစာဖတ်နေတဲ့အခါမှာကျွန်တော်တို့ဘာသာရေးဘက်မှာဘာသာရေးတွေဖြစ်လာဖို့အဓိကဆိုတာတဲ့တမန်ကျမ်းစာကကျွန်တော်တို့ကိုကမ္ဘာမြေပေါ်မှာအသက်ရှင်စဉ်မှာကိုတကယ်ပဲဘယ်လိုမျိုးအသက်ရှင်ရမလဲဆိုတာသိစေတဲ့ဘုရားသခင်ရဲ့နှုတ်ကပတ်တော်နော်လမ်းကိုမြင်စေတဲ့ဘုရားသခင်နှုတ်ကပတ်တော်ဖြစ်တယ်အာမင်အာမင်ဒီနေ့မျှော်လင့်အောင်ဘုရားသခင်နှုတ်ကပတ်တော်မျှော်လင့်တော်သူကဘုရားသခင်ကျေးဇူးပြုခြင်းခံရမှာဖြစ်တယ်ဟုတ်ပြီအားလုံးတို့ကခဏလောက်မတ်တက်ရပြီကောရိန္သုဩဝါဒစာပထမဆောင် ဒုတိယဆောင်အခန်းကြီး1အငယ်8ကနေ9အနောက်မှာရေးထားတယ်တမန်ကျမ်းစာတို့ကဖတ်ရှုအောင်ကောရိန္သုဩဝါဒစာဒုတိယဆောင်အခန်းကြီး1အငယ်8ကနေအငယ်9အဲ့တော့ကျမ်းစာဖွင့်ကြမလို့အားလုံးတွေ့ပြီးပြီလို့မျှော်လင့်တယ်တွေ့မယ် ready 1 2 3ညီကိုတို့အာရှိပြည်၌ငါတို့ခံရသောဆင်းရဲခြင်းတည်းဟုသောအသက်မလွတ်နိုင်ဟုထင်ရ၍မခံနိုင်အောင်အတိုင်းထက်အလွန်လေးလံသောဆင်းရဲခံရကြောင်းကိုသင်တို့မသိဘဲနေစေခြင်းကငါတို့အလိုမရှိကြငါတို့သည်မိမိကိုယ်ကိုအစဉ်မကိုးစားဘဲသေသောသူတို့ကိုထားမြောက်စေတော်မူသောဘုရားသခင်ကိုကိုးစားမည်အကြောင်းခံရတဲ့ကဲ့သို့ဖြစ်၏ခဏလောက်ဆုတောင်းရအောင်အဖဖျားနှုတ်ကပတ်တော်ဒီကိုရရှင်စကားတော်ဖြစ်ပါ၏ကိုရရှင်စကားတော်ကိုနားလည်ဖို့ကြားနိုင်ဖို့ကိုရရှင်ကိုရိုတိုင်းဆက်သွယ်ပေးမှဖြစ်မည်ဖြစ်ပါ၏ကျွန်တော်ပြင်ဆင်လာသောစကားလုံးများရှိပါတယ်အကြောင်းအရာများရှိပါတယ်အတွေးအခေါ်များရှိပါတယ်ကိုရရှင်အသုံးပြု၍ကိုရရှင်စကားတော်စစ်မှန်သောနှလုံးသားတွေကိုဆက်သွယ်ပေးသနာပါတန်ရှင်တော်ဝိညာဉ်တော်ဘုရားဒီနေ့ဒီအထက်မှာကိုရရှင်အတန်တော်ကြားရသောခွင့်ပေးပါနှလုံးသားတွေကနေကြားတတ်သောသဘောပြင်ဆင်ပေးပါယေရှုတင်တဲ့တပါးတော်တော်သခင်ရှင်နာမနဲ့အစာပြုပါ၏အာမင်အာမင်ဟုတ်ပြီရောက်စတဲ့ထိုင်နေပါပြီရောက်စတဲ့တာပြီးဖျားသခင်ကောင်းကြီးပေးပါစေဖတ်ရှုတော်တဲ့တမန်ကျမ်းစာအားဖြင့်ဖျားသခင်ပြင်ဆင်ထားတဲ့ကောင်းကြီးမင်္ဂလာလည်းရောက်စတဲ့ပုံမှာရှိပါစေအာမင်အာမင်အဲ့တော့ဒီနေ့ကျွန်တော်ဝင်ကားမဲ့နှုတ်ကပတ်တော်ကျွန်တော်ခေါင်းစဉ်ပေးထားတာကတော့တွေ့တဲ့အတိုင်းပဲဘာလို့ပေးထားလဲအတိုင်းထက်အလွန်လေးသောဆင်းရဲခံရကြောင်းဆိုတဲ့ခေါင်းစဉ်ပေးထားတယ်ဒီကိစ္စကိုကျွန်တော်ဝင်ငါးဖို့ရန်အတွက်ကျွန်တော်တော်တော်လေးတွန်းဆုပ်ဖြစ်တယ်ပြောရင်ကောင်းမလားမပြောရင်ကောင်းမလားကျန်ခဲ့တဲ့တစ်ပတ်ထဲရပါတော့ဒါပြောတင်လားပြောတင်ဘူးလားငါပြောလိုက်နည်းနည်းလေးစိတ်ထဲမှာတွန်းဆုပ်ဘုရားသခင်ရဲ့တမန်ဒီပေါ့နော်ဒီတမန်ကျမ်းစာဖတ်ပြီးနားလဲတာတော့ကျွန်တော်နားလဲပြီးသားဖြစ်တယ်တမန်ကျမ်းစာမှာဒီနေရာမှာတမန်တော်ယေရှင်ပေါလုကတန်ရှင်တော်ဝိညာဉ်တော်ဖော်ပြခြင်းအပြင်ဒါပြောနေပါလားဆိုတော့နားလဲတော့ဒါကိုပြန်ပြီးဝေမျှဖို့ရန်အတွက်စဉ်းစားတဲ့အခါမှာကျွန်တော်နည်းနည်းလေးတွေ့ဝေလေးဖြစ်တယ်အရန်အများအနှုတ်လက္ခဏာဆန်သွားမလားစိတ်ပင်ပန်းစရာများဖြစ်သွားမလားစတဲ့အတွေ့နဲ့မပြောသေးပဲထားလိုက်ရင်ကောင်းမလားလို့လည်းအချိန်ချင်းတွေးမိခဲ့ပါတယ်နည်းနည်းတော့ဇလန်းပြန်ခင်းပြတာဒီနေ့ဖြစ်လာတဲ့တရားဟောခြင်းရဲ့ဖြစ်ပေါ်လာဖို့လေနော်ဘာဖြစ်လို့လဲဆိုဒီနှုတ်ကပတ်တော်ကဒုက္ခဆင်းရဲခံရမယ်ဆိုတဲ့အကြောင်းနဲ့ပတ်သက်နေလို့ဖြစ်တယ်ဒီနေ့ခေတ်မှာကျွန်တော်ဒုက္ခဆင်းရဲအကြောင်းပြောပြီးဆိုတာနဲ့ negative တွေပြောနေတယ် positive တွေမပြောဘူးရှာရဲ့အသီးစားရမယ်အဲ့ဒါတွေကလည်းကျွန်တော်တို့အများကြီးဝေဖန်မှုတွေရှိတယ်ယုံကြည်ခြင်းနဲ့ positive ကိုပဲဝန်ခံ positive ကိုပဲဝန်ခံရင် positive တွေပဲဖြစ်လာမယ်လို့ပြောတဲ့ခေတ်ဆိုတော့တမန်တရားကနေရှင်းရှင်းလင်းလင်းဆင်းရဲဒုက္ခအကြောင်းပြောနေတဲ့အချိန်မှာငါများဆင်းရဲဒုက္ခအကြောင်းပြောမိရင် negative တွေပြောပြီးငါတို့ပုံမှာများဆင်းရဲဒုက္ခတွေအများကြီးပူကြလာမလားမသိဘူးလားအမျိုးမျိုးစိတ်ထဲမှာဒါမျိုးတွေပေါ်တယ်ပြောပြတဲ့ကနည်းနည်းဝန်လေးတယ်ဒါပေမဲ့ဘလို့ပဲဖြစ်ဖြစ်လူရဲ့စိတ်ကဆင်းလဲတယ်လူရဲ့သဘောကဇာတိပဂတိသဘောကကောင်းသောအရာတစ်စုံတစ်ခုမှမရှိဘူးတန်ရှင်သောဝိညာဉ်တော်ဖော်ပြခြင်းကသာလေတန်ရှင်သောဝိညာဉ်တော်ရဲ့ပဲ့ကညီတမန်ကျမ်းစာဆိုတန်ရှင်သောဝိညာဉ်တော်နှုတ်ကပတ်တော်ရဲ့တန်ရှင်သောဝိညာဉ်တော်ဓာတ်ဖြစ်တဲ့အတွက်ကြောင့်
တန်ရှင်းသောဝိညာဉ်တော်ပေါ်ပြတဲ့အခါမှာကျွန်တော်တို့အထင်ကျွန်တော်တို့အမြင်ကျွန်တော်တို့အတွေးခေါ်နေတူချင်မှတူမယ်လွဲရင်လွဲနေမယ်ကြိုက်ချင်မှကြိုက်မယ်ဒါပေမဲ့ကျွန်တော်တို့အမြင်နဲ့တန်ရှင်းတမန်ကျမ်းစာအမြင်နဲ့မတူတဲ့အခါတိုင်းမှာကျွန်တော်တို့ကမှားပြီးတမန်ကျမ်းစာမှန်တယ်ဆိုတာကျွန်တော်ကတော့ယုံကြည်တယ်ဒါလည်းသိစေချင်တယ်ဒါကြောင့်ကျွန်တော်ဒီကနေ့ဘယ်လိုပဲဖြစ်ဖြစ်ဘယ်သူကဘာပြော negative ပဲပြော positive ပဲပြောရှာသီးစားမှာပဲပြောတမန်ကျမ်းစာကပြောတဲ့အရာလေးကျွန်တော်ပြန်ပြီးဝေမျှခြင်းတယ်တမန်ကျမ်းစာမှာဗာရေးထားတယ်လေဆိုတော့တမန်တော်ရှင်ပေါ်လို့ကောရိန္သုဩဝါဒစာဆိုတာနည်းနည်းလောက်ကျမ်းစာပါသင်ပေးမယ်ဝါဒနာပါလို့နော်ကောရိန္သုဩဝါဒစာဆိုတာကောရိန္သုဆိုတာမြို့ဖြစ်တယ်နော်ဂရိနိုင်ငံမြို့တစ်မြို့ဖြစ်တယ်ကောရိန္သု Corinthians Corinth လို့ခေါ်တယ်မြို့ဖြစ်တယ်အဲ့ဒီမြို့မှာခရစ်တော်ယုံကြည်တဲ့ကျွန်တော်တို့လိုပဲအသင်းတော်ရှိတယ်ကျွန်တော်တို့အခုဒီမှာတော့6ရက်နေမှာနော်အသင်းတော်အဲ့လိုပဲကောရိန္သုဆိုတဲ့မြို့မှာရှိတဲ့အသင်းတော်ကိုလှမ်းပြီးတော့တမန်တော်ကြီးရှင်ပေါလုကစာရေးတာဖြစ်တယ်နော်တန်းကျင်သမ်းလိုက်โอเคတမန်တော်ကြီးရှင်ပေါလုကလှမ်းပြီးတော့ကောရိန္သုမြို့မှာရှိတဲ့အသင်းတော်ကြီးလှမ်းပြီးပြောပြတာဘာပြောပြလဲဆိုတော့ညီကိုတို့တဲ့အာရှိပြည်ဆိုတာအာရှပြည်ကိုပြောတာအာရှိပြည်၌ငါတို့ခံရသောဆင်းရဲခြင်းတည်ဟုသောအသက်မလွတ်နိုင်ဟုထင်ရပြီးမခံနိုင်အောင်အတိုင်းထက်အလွန်လေးသောဆင်းရဲခံရကြောင်းကိုသင်တို့မသိဘဲနေစေခြင်းကအလိုမရှိကြတဲ့ဟေးတဲ့ကောရိန္သုမြို့မှာရှိနေတဲ့ညီကိုတို့အသင်းသူအသင်းသားတို့ရေးတဲ့ငါမင်းတို့သိစေချင်တာတခုရှိတယ်တဲ့မင်းတို့မသိဘဲမနေစေချင်ဘူးကွာတဲ့အဲ့ဒါကတော့ဘာလဲဆိုရင်ငါအာရှတိုက်မှာတော့အာရှပြည်မှာတော့အာရှပြည်မှာတွားနေတဲ့ချိန်မှာတော့အသက်မလွတ်ဘူးလို့တော့ထင်ရတဲ့အထိတကယ်ကိုငါမခံနိုင်တော့ဘူးလို့ထင်ရတဲ့အထိအရန်အတိုင်းထက်အလွန်လေးတဲ့ဆင်းရဲခြင်းကိုငါခံရတယ်အဲ့ဒါမင်းတို့သိစေချင်တယ်ဆိုပြီးလမ်းပြောပြပြတယ်တမန်တော်ရှင်ဘောလူအတိုင်းထက်အလွန်ဒါတော့မဟုတ်ဘူးတော့အတိုင်းထက်လွန်မှသာအရန်ကောတော့အတိုင်းထက်လွန်လေးလံနဲ့ဆင်းရဲခြင်းခံရတယ်ဒီနေရာမှာတမန်တော်ကြီးရှင်ဘောလူပြောနေတဲ့ဆင်းရဲဆိုတာပတ်စံကြောင့်ပြောနေတာမဟုတ်ပါဘူးဒါလည်းကျွန်တော်သိစေချင်တယ်ဆင်းရဲခြင်းလို့ပြောလိုက်ရင်ကျွန်တော်ဘာအကြောင်းရင်းဆုံးစဉ်းစားလဲဆိုတော့ပတ်စံကြောင့်ရင်းဆုံးစဉ်းစားတယ်ဘာဖြစ်လို့လဲဆိုရင်ကျွန်တော်စိတ်ထဲမှာပတ်စံနဲ့ပြည့်နေတာကျွန်တော်တို့အမြဲတမ်းပတ်စံအဓိကပဲဘာလို့လဲပတ်စံပညာဘာလို့ရှာလဲပတ်စံတခါတချို့အိမ်တော်ပြုတော်မှာဘာအတွက်လဲပတ်စံဆိုတာရှိတယ်အမြဲတမ်းတို့ကအဲ့ပတ်စံဆိုတာတို့ကရည်မှန်းချက်လို့ဖြစ်နေတဲ့ခါကျတော့ဘာပဲစဉ်းစားပတ်စံနဲ့တိုင်းတာတယ်ဒါပေမဲ့ဒီနေရာမှာတမန်တော်ကြီးရှင်ပေါလုပြောနေတဲ့ဆင်းရဲဆိုတာပတ်စံမရှိခြင်းကိုပြောနေတာမဟုတ်ဘူးအနှိမ့်ဆက်ခံရတဲ့ဆင်းရဲဒုက္ခတွေ့တဲ့ဆင်းရဲအင်္ဂလိပ်လို trouble လို့ရေးတယ် T R O U B L E trouble အဓိပ္ပာယ်ဘာလဲဆိုရင်ဒုက္ခဆင်းရဲပြောလိုက်ဒုက္ခဆင်းရဲပြဿနာပေါ့နော်ဒုက္ခပြဿနာတွေသူ့မှာတဲ့အတိုင်းတည်းလို့နည်းတော့ပြတမန်တော်ကြီးကပြောပြတာငါနဲ့ငါရဲ့အပေါင်းအသင်းတွေလူကာတို့လားငါနဲ့အပေါင်းအသင်းတွေဒီခါတော့သေပြီဘလို့မှလွတ်စရာလမ်းမရှိတော့ဘူးလို့ထင်သွားပြီးတဲ့အထိဘာမှမျောလင့်စရာမရှိတော့တဲ့အနေအထားမခံမရနိုင်အောင်ကြီးမားလို့တဲ့ပြဿနာတွေဒုက္ခတွေကိုရင်ဆိုင်ခဲ့ရတယ်ဒါကိုငါသိစေချင်တယ်ဆိုပြီးတမန်တော်ရှင်ဘောလို့ပြောတာတခါလေကျွန်တော်တမန်တော်ရှင်ဘောလို့ကြောင်းလဲစဉ်းစားတယ်တမန်တော်ရှင်ဘောလို့ကလေကောရိန္သုဩဝါဒစာပထမစာဆောင်ပါနော်ကောရိန္သုဩဝါဒစာ2ဆောင်ရှိတယ်ဘယ်နှဆောင်လဲမှတ်သွားဒီနေ့ပြန်သွားဒါသိသွားလဲမစိုးဒီနေ့ဘာမှမမှတ်ကွာတစ်ခုပဲမှတ်မိတယ်ကောရိန္သုဩဝါဒ2ဆောင်တော်ရှိတယ်ဆိုပဲလား1ကော2ကောလားဘယ်သူရေးတာလဲပေါလုရေးတာနော်မှတ်ထားနော်ပေါလုဆိုတဲ့တမန်တော်ကြီးကကောရိန္သုမြို့လှမ်းကောတာကောရိန္သုနော်ကောရိန္သုအဲ့တော့ပထမစာဆောင်မှာတော့ကဘာပြောလဲဆိုတော့လိုက်ဆိုသင်တို့မခံနိုင်တော့စုံတဲ့နောက်ဆက်ခြင်းကိုသင်တို့၌ရောက်စိမ့်သောငါအခွင့်ပေးတော်မမူတကယ်ဒါတမန်တော်ရှင်ပေါလုပြောတာငါမင်းတို့တသက်ခံမယ်နော်သင်တို့မခံနိုင်တဲ့စုံစမ်းခြင်းကိုဘတော်မှဖျားသခင်ကအခွင့်မပေးဘူးတမန်တရားမှန်လားမှန်တယ်တို့ကိုဖျားသခင်ဘာမှမပေးဘာမှမပေးဘူးလေမခံနိုင်တဲ့စုံစမ်းခြင်းဘတော်မှမပေးဘူးဘာမပေးဘူးလေစုံစမ်းခြင်းတွေ့လာပြီးတွေးဆောင်ခြင်းတွေ့ပြီးဆိုဘာသိလိုက်ဘာသိရမလဲတန်ခါကြော်လွှမ်းနိုင်တဲ့စုံစမ်းခြင်းမလို့ဖျားသခင်လှုပ်လိုက်တာဘာပဲလားဘာလဲဒါဘာလို့လှုပ်လိုက်တယ်လဲဖျားသခင်ငါကြော်လွှမ်းနိုင်မှာမလို့ငါခံနိုင်ရရှိလို့ဖျားသခင်လှုပ်လိုက်တာအဲ့လိုဒါပေမဲ့တမန်တော်ရှင်ပြောဒါမှန်တယ်မခံနိုင်တဲ့စုံစမ်းခြင်းကိုမပေးဘူးဒါပေမဲ့အခုတော့ဘာပြောလဲမခံနိုင်အောင်အတိုင်းထက်လွန်လေးတော့ဆင်းရဲခံရကြောင်းကိုမင်းတို့ကသိစေချင်တယ်ကွာတဲ့တမန်တော်ရှင်ပေါလုတတမှာစုံစမ်းခြင်းမခံနိုင်တဲ့စုံစမ်းခြင်းတော့ तू မတွေးခဲ့ဘူးဒါမခံနိုင်တဲ့ဆင်းရဲခြင်းတော့ तू တွေးခဲ့တယ်ဒါသိစေချင်တယ်နော်မဒါကျွန်တော်အသင်းတော်လည်းပဲဒီလိုပဲ
အသက်တာမှာဘုရားသခင်တင်းကိုဘတော်မှမခံနိုင်တဲ့စုံစမ်းခြင်းပေးမတွေ့ဘူးဒါပေမဲ့တင်းမခံနိုင်တော့ဘူးလို့ထင်တဲ့အထိလေးလံတဲ့ဆင်းရဲခြင်းတော့တင်းကိုပြီးတွေ့နိုင်တယ်ဒါကြောင့်ကျွန်တော်သိမပြောချင်ဘူးဘာဖြစ်လဲဆိုတော့နည်းနည်း negative ဆန်တယ်နော်ဒါပေမဲ့ပြောလိုက်အောင်မယ်ပြောလိုက်စမ်းတယ်တင်းကိုမခံနိုင်တော့ဘူးလို့ထင်ရတဲ့အထိလေးလံတဲ့ဒုက္ခဆင်းရဲခြင်းမျိုးနဲ့ဘုရားသခင်ပြီးတွေ့နိုင်တယ်လွန်ခဲ့တဲ့ဘက်ကလည်းစာမှုဝဲကြောင်းပြောတယ်ဒီနေ့လည်းဒုက္ခဆင်းရဲခြင်းကြောင်းပြောတယ်ထပ်ပြောမယ်တင်းကိုဘုရားသခင်မခံနိုင်တော့ဘူးလို့ထင်ရတဲ့အထိလေးလံတဲ့ဆင်းရဲခြင်းမျိုးနဲ့ပြီးတွေ့နိုင်တယ်တချို့တွေကတော့ဘယ်လိုမျိုးညင်းလဲဒါမှမဟုတ်တမန်တော်တွေပဲတွေ့ကြုံရတာပါသခင်ယေရှုခရစ်တော်ဒုက္ခဆင်းရဲခံခဲ့လားခံရတာပေါ့လဝကတိုင်းပေါ်တိရောက်သွားတယ်လူတကာရှက်ကွယ်ဒုက္ခဆင်းရဲခံရတဲ့ဆိုတဲ့အခါမှာလေကိုခန္ဓာနာကျင်တော့စိတ်တက်ကိုလူခုနကပြောသွားတယ်အလောကနေ့တိုင်းရှာရတဲ့အခါမှာအလောကနေရရှာတဲ့အခါမှာလူပဲပင်မနာမဟုတ်စိတ်တက်ပါကြလာစိတ်ပါပင်မလာလူရောစိတ်ကောအမျိုးမျိုးနာကျင်မှုရှိတယ်သခင်ယေရှုလက်ခံခဲ့ရတယ်တမန်တော်တွေခံရလားတမန်တော်ကြီးတွေမှာတမန်တော်တွေအားလုံးနှိပါကအသက်ခံခဲ့ရတယ်တခင်ဘာပြောလဲသူတို့အဓိကပြောတာတော့သခင်ယေရှုရှင်ပြန်ထမြောက်သွားပြီတေခြင်းကနေထမြောက်သွားပြီသခင်ယေရှုတေခြင်းကနေထမြောက်သွားပြီအဲ့ဒါကို light hall လို့ဆိုပြီးတော့အသေးခံခဲ့ရတယ်အသက်ခံခဲ့ရတယ်တကယ်အဲ့ချိန်မှာလူလည်းမဟုတ်ပါဘူးကျွန်တော်လိန်မိတာပါလို့ပြောရင်လွတ်မှာကျွန်တော်လည်းမလိန်နိုင်တော့ဘူးတကယ်တွေ့ခဲ့တာယေရှုတကယ်အသက်ရှင်သွားတာငါတွေ့ခဲ့ပြီးမှမလိန်မရှင်းဘူးပြောရင်တော့ပြဿနာတက်အောင်ပဲသူတို့အကုန်သက်ခံခဲ့တမန်တော်ကြီးအဲ့တချို့တွေကဘာပြောလဲဆိုတော့ဒါတမန်တော်တွေနဲ့ပဲဆိုင်တာဒုက္ခဆင်းရဲဆိုတာဘယ်သူပဲခံတမန်တော်တွေခံရတာဒီနေ့အသင်းတော်နဲ့မဆိုင်ဘူးဒီလိုပြောတဲ့သူတွေရှိတယ်အဲ့လိုပြောတဲ့ထက်မှာဒီကနေ့ကိုတမန်တော်လို့ပြောတဲ့ဖွဲ့လည်းပါတယ်ဒီနေ့တချို့ခရစ်ယာန်ဆရာတွေထဲမှာကိုနာမည်မှာကိုအပေါ်ဆယ်လို့တက်တဲ့ဖွဲ့လည်းရှိတယ်အဲ့တော့တမန်တော်ဘယ်သူတွေပေါ့နော်တမန်တော်အဲ့လိုမျိုးနာမည်တက်တဲ့အထဲမှာလည်းတချို့တွေကအဲ့ထဲမှာဘာပြောကြလဲဆိုဆင်းရဲဒုက္ခကသခင်ယေရှုခရစ်တော်ခံခဲ့တာဒါပေမဲ့ပြီးတဲ့အခါတမန်တော်ကြီးတွေပေတရုယောဟန်တို့နော်ဒီယာကုပ်တို့အကုန်လုံးသူတို့ကြတော့ဗာလဲဆင်းရဲခြင်းအကျွင်းကြံခံရတာတို့တွေချမ်းသာရဖို့ဖြစ်တယ်ယေရှုခရစ်တော်ဆင်းရဲခံရတယ်တမန်တော်တွေဆင်းရဲခံရတာတို့တွေချမ်းသာရဖို့ဖြစ်တယ်ဒါကြောင့်ခရိယန်ဖြစ်နေအမြဲတမ်းဒုက္ခနဲ့ကင်းလွတ်ကြမယ်တကယ်ပဲယုံကြည်ခြင်းအားကြီးတဲ့ခရိယန်မှန်ရင်အမြဲတမ်းအစဉ်ပြေချမ်းသာနေရမယ်ဆိုတဲ့သဘောမျိုးဒီကနေ့ခေတ်မှာတချို့တမန်တော်လို့ကိုခိုင်းထားတဲ့လူတွေကလည်းပြောတတ်ကြတယ်ကျွန်တော်ပြောတဲ့စကားမြန်နေလားနည်းနည်းတစ်ခေါက်ပြန်ပြောပြမယ်နော်ဒီကနေ့တချို့ကဘာပြောကြလဲဆိုတော့မဟုတ်ဘူးယုံကြည်ခြင်းအားကြီးရင်တကယ်ပဲခရိယန်မှန်ရင်တကယ်ပဲဖျားနဲ့မှန်တဲ့သူဆိုရင်ဒုက္ခဆင်းရဲမတွေ့ရအောင်အမြဲတမ်းချမ်းသာအမြဲတမ်းကျမ်းမာအမြဲတမ်းကောင်းစားနေရမယ်ဆိုတဲ့သဘောမျိုးတွင်တင်တာရှိတယ်ဒုက္ခဆင်းရဲမတွေ့ရဘူးလို့ပြောတာမျိုးရှိတယ်ဒါပေမဲ့ဖိလိပ္ပိဩဝါဒစာအခန်းကြီး1အငယ်29မှာလိုက်ဆိုရအောင်အကြောင်းမူကားသင်တို့သည်အထက်ကမြင်သည့်အတိုင်းယခုလဲကြားသည့်အတိုင်းငါခံရသောတိုက်လှန်ခြင်းကိုခံရသည်ဤသူသင်တို့သည်ခံရကြသည်ဖြစ်၍ခရစ်တော်ကိုယုံကြည်ခြင်းအခွင့်မှာတပါခရစ်တော်အတွက်ကြောင့်ဆင်းရဲခံရခြင်းအခွင့်ကိုကျေးဇူးတော်အားဖြင့်ရကြ၏ဒါတမန်တော်ကြီးရှင်ဘောလူပဲသူအသင်းတော်ကိုလှိုင်းဖိလိပ္ပိအသင်းတော်လှိုင်းရေးရတာဖြစ်တယ်။ဘာရေးထားသလဲဆိုတော့မင်းတို့လဲတဲ့ငါခံရသောတိုက်လန်ခြင်းကိုမင်းတို့လည်းခံရတယ်တဲ့။ယုံကြည်သူအသင်းတော်တွေပြောတာနော်။ဒါတမန်တော်တွေသီးသန့်စစ်မဟုတ်ဘူး။ယုံကြည်သူအသင်းတော်ဘာပြောလဲမင်းတို့လည်းငါခံရတိုက်လန်ခြင်းခံရတယ်ဒါအပြင်တဲ့ခရစ်တော်ကိုယုံကြည်ခြင်းအခွင့်မှာတပါခရစ်တော်ကိုယုံကြည်ခြင်းအခွင့်ရောပြီးတဲ့အခါပါလာလဲခရစ်တော်အတွက်ကြောင့်ဆင်းရဲခံရခြင်းအခွင့်ကိုယေရှုတော်အားဖြင့်ရကြ၏တဲ့။ဘာကိုယေရှုတော်အားဖြင့်ရလဲခရစ်တော်အားဖြင့်ဆင်းရဲခံရခြင်းအခွင့်ကိုဘာအားဖြင့်ရလဲပြောရโอเคခရစ်တော်အတွက်ဆင်းရဲခံရခြင်းခရစ်တော်အတွက်ကြောင့်ဆင်းရဲခံရခြင်းကိုဘာအားဖြင့်ရလဲယေရှုတော်သာပါလဲမထိုင်မတန်ပဲရတာလက်ဆောင်ရတာကိုမလုပ်ပဲရတာဘာရလဲ iPhone မဟုတ်ဘူးဘာရလဲခရစ်တော်အတွက်ကြောင့်ဆင်းရဲခံကြဘာအပြင်ရလဲโอเคယေရှုတော်အပြင်ယုံကြည်နိုင်ခွင့်လည်းရတယ်ပြီးတော့ဘာဆက်ရတယ်လဲခရစ်တော်ပြောပါရဲတင်းပြောကြည့်ပါကျမ်းစာပြောတာကျွန်တော်ပြောတာမမှားနိုင်ပါဘူးလားခရစ်တော်အတွက်ကြောင့်ဆင်းရဲခံရခြင်းအခွင့်ကိုလည်းယေရှုတော်အပြင်ရတယ်တဲ့အတိတ်ပဲကတော့ယေရှုခရစ်တော်လည်းဆင်းရဲခံရခြင်းနဲ့တွေ့ကြုံခဲ့သလိုတမန်တော်ကြီးတွေလည်းတွေ့ကြုံခဲ့ရပြီးတော့ခေတ်အဆက်ဆက်ခရိယန်လို့ခေါ်တဲ့စစ်မှန်တဲ့ယုံကြည်သူသင်းတော်မှာလည်းတွေ့ကြုံရမယ်ဖြစ်တယ်ကျွန်တော်တို့ခေတ်ရောက်မှ
ဆင်းရဲခံရခြင်းမျိုးမရှိတော့ဘူးလို့ယူဆပိုင်ခွင့်မရှိဘူးအာမင်အာမင်ထူးဖို့နဲ့ခက်တယ်ဘူးလို့ကွာဆင်းရဲခံရခြင်းအကြောင်းပြောလဲကတော့အဲ့ဒါကြီးတော့လဲအာမင်မထူးခြင်းပါဘူးလားမဖြစ်ခြင်းပါဘူးဟုတ်ပြီနော်အဲ့ကျွန်တော်မေးစရာရှိနိုင်တယ်ကျွန်တော်ကတော့ okay ပထမတစ်ချက်ရှင်းရှင်းလင်းလင်းမှတ်ရအောင်မခံနိုင်အောင်တိုင်းထက်မခံနိုင်အောင်အတိုင်းထက်လွန်လေးတဲ့ဆင်းရဲဒုက္ခမျိုးကျွန်တော်တို့ကိုဘုရားသခင်ကပေးပြီးတွေ့ကြုံနိုင်တယ်โอเคဒါကတမန်ကျမ်းစာသုံးချက်ဖြစ်တယ်အဲ့ဒီခါမှာတချို့မေးနိုင်တယ်တချို့မမေးလဲကျွန်တော်မေးတာဆရာတို့ပြောနေတဲ့ထာဝရဘုရားသည်ငါ့၏တိုးရင်းဖြစ်တော်မူငါသည်ဆင်းရဲမခံရတာဘယ်ရောက်သွားလဲနော်ခဏအားရပါရှေ့ကြွကြွထာဝရဘုရားသည်ငါ့၏တိုးရင်းဖြစ်တော်မူငါသည်အခုကျတော့ဆင်းရဲပေးတွေ့မယ်ဆိုဘာထိပ်ပဲလဲဆရာတို့ကမကြိုက်ပါဘူးလားဆင်းရဲမခံရဘူးဆိုလို့လာပြီးယုံကြည်နေတာအခုတော့ဆင်းရဲပေးတွေ့မယ်ဆိုတော့ဆရာတို့မကြိုက်သေးဘူးလို့မေးချင်တဲ့သူတွေရှိနိုင်တယ်အဲ့တော့ဆင်းရဲမခံရလို့ပြောတဲ့စာလံ23အကြောင်းကိုပြန်ဆင်ခြင်ကြည့်ကြားဘူးလေနော်စာလံ23အများစုကြားဘူးတယ်ခရိယန်တမန်ကျမ်းစာထဲမှာနာမည်အကြီးတော်အကြီးဆုံးတွေကကျမ်းစာတစ်ခန်းထဲမှာပါတယ်ကမ္ဘာပေါ်မှာနာမည်အကြီးဆုံးတစ်ချင်းထဲမှာပါတယ်ကမ္ဘာမှာနာမည်အကြီးဆုံးဒါသူ့လောက်ဘယ်သူမှဟစ်မဖြစ်ဘူးနော်လည်းဟစ်မဖြစ်ဘူးလားစာလံ23ကဘာသာစကားမျိုးစုံနဲ့အမျိုးချီးမွမ်းတာအဲ့တော့စာလံ23ထာဝရဘုရားကြီးငါ့၏တိုးရင်းဖြစ်တော်မူငါသည်ဆင်းရဲမခံရအဲ့ဒီတမန်ကျမ်းစာကိုပဲပြန်ကြည့်ကြည့်စစကျွန်တော်သူဘယ်နေရာမှာရှိလဲစိမ့်စကြီးမရှိသေးတယ်မြတ်တခါတည်းအဖြေကိုတန်းပြောတာပဲဘာနဲ့ကြော်လိုက်တော့မှငါလဲနော်စကျွန်တော်စိမ့်လင်းနဲ့ချက်စားရပြီးတော့ဘယ်ရောက်သွားလဲသေမင်းရိတ်လွှမ်းမိုးရဂျန်နဲ့ရောက်သွားတယ်သူစကျွန်တော်ထာဝရဘုရားသည်ငါ့၏တိုးရင်းဖြစ်တော်မူငါသည်ဆင်းရဲမခံရစိမ့်လန်းသောချက်စားရယနေ့ငါကိုအိတ်စေတော်မူတာယာသောမျက်နှာသို့လမ်းပြ၍နာမတော်ဖို့လို့ငါတရားလန်းသို့တော့လုံးဝကောင်းတဲ့နေရာတွေပြီးလဲပြီးအကယ်စင်စေသေမင်းအရေးလွှမ်းဆင်းရဲမခံရတဲ့ဖွဲ့ကိုပဲခေါ်ရလဲသေမင်းရေးတော့နားလဲနော်သေမင်းရေးကဘာလုပ်နေလဲလွှမ်းမိုးနေတယ်ဆိုတော့နည်းနည်းပုံဖော်ကြည့်ဘယ်လိုမျိုးဖြစ်မလဲဘယ်နေရာကြီးဘာပဲမြင်နေရလဲဘသူအရေးပဲမြင်ရလဲအဲ့တော့အတိတ်ဘက်ကဘယ်ဘက်ကြီးအသက်ငါသေတော့မှနေထားပဲဘယ်ဘက်ကြီးမလွတ်နိုင်တော့ဘူးလို့မြင်ရတော့ဒီခက်ခဲတဲ့လမ်းကြားတွေခေါ်သွားတာပဲโอเคအဲ့တော့ဒီမှာတည်းကကြီးအဲ့တော့ဘာလို့ခေါ်သွားလဲအဲ့ကြားတဲ့ကိုဒီတိုးကလမ်းလွဲပြီးရောက်သွားတာလားဘသူပါလဲသလားသူနဲ့တူကိုရောဒီကျွန်တော်တို့တူရှိတော်မူသည်ဖြစ်ဖြစ်လှန်တန်တော်နဲ့တောင်ဝဲတော်သည်ကျွန်တော်ကိုအဲ့မှာအဲ့ဒီသေမင်းရိတ်လွှမ်းမှုတဲ့ကြံတယ်ဘသူကဆွဲခေါ်သွားတာလဲတိုးရင်းကိုယ်တိုင်ကဆွဲခေါ်သွားတိုးလေးလမ်းမာပြီးမတော်တဆလမ်းမာပြီးတော့လာဒုက္ခရောက်နေတယ်လို့မထင်နဲ့သေမင်းရိတ်လွှမ်းတဲ့ကြံတယ်ကိုတိုးရင်းကိုယ်တိုင်ခေါ်သွားဘာလို့ခေါ်သွားတာလဲအဲ့ဒီအဆုံးမှာပါရှိလဲကျွန်တော်ရန်သူတို့ရှင်မှာကျွန်တော်ဖို့စပွဲကိုခင်းတော်မူ၏ကျွန်တော်ခေါင်းကိုစင်းနေလိမ့်တော်မူ၏ကျွန်တော်ခွက်ပလာသည်ဘာလို့ခေါ်သွားလဲဆိုတော့အဲ့ဒီရန်သူတွေကိုအောင်မြင်ရန်သူရှေ့မှာစပွဲခင်းအောင်ပွဲခံတာကိုယ်တိုင်ခံစားစေခြင်းလို့ပြီးရန်သူရှေ့မှာမင်းငါရွေးချယ်တိုင်းဆိုဘိတ်သိက်သုံးညုံကိုကိုယ်တိုင်ပြခြင်းလို့ပြီးတော့ခွက်ပလာမင်းရဲ့ကျေးဇူးတော်ဘလောက်ခံစားဆိုသိစေခြင်းတဲ့အတွက်ကြောင့်အဲ့ဒါတွေကိုကိုယ်တိုင်တွေ့ကြုံဖို့ရန်အတွက်သေမင်းရိတ်လွှမ်းမှုသောခြိုင်တွေကိုဖြတ်ခေါ်သွားရဲဆိုပြီးတော့စာလ23ကိုကြည့်ရင်တော့တွေ့ရတယ်အဲ့တော့အဲ့မှာနားလဲစေခြင်းနဲ့ဆင်းရဲအကြောင်းလည်းထပ်ပြီးပြောခြင်းနဲ့ဒီနေ့ဆင်းရဲခြင်းကြောင့်ပြောတာစိတ်မကောင်းဘူး sorry ပါဒါပေမဲ့တမန်ကျမ်းစာရာဆက်ပြီးနားထောင်ပေးကြပါနော်ငါသည်ဆင်းရဲမခံရလို့ပြောတဲ့အခါမှာဆင်းရဲဆိုတဲ့ဘက်က I shall not lack LACK မဟုတ် LACK ဆိုတာချုပ်ယွင်းတာဖြစ်တယ်ငါမှလိုအပ်တာချုပ်ယွင်းတာ I shall ငါမှလိုအပ်ချက်ချုပ်ယွင်းချက်ဘာမှမရှိရလို့ပြောတာဖြစ်တယ်နော်Okay ရှိသေးလားဟုတ်ကဲ့နော်နဲ့အချိန်ကြဘယ်နဲ့ဒီခဏမှနိုင်မရှိဘူးကျွန်တော်ကြိုက်သလားဟောလို့ရတယ်ထာဝရဘုရားသည်ငါ၏တိုးရင်းပြတော်မူငါသည်ဆင်းရဲမခံရလို့ပြောတဲ့အခါမှာငါမှလိုအပ်ချက်ချိုးယွင်းချက်မရှိရတဲ့အိဗယ်ဖြစ်တယ်โอเคအဲ့တော့လိုအပ်ချက်ချိုးယွင်းချက်မရှိဖို့ရန်တိုးရင်းကဘယ်ကိုခေါ်သွားလဲသေမင်းရိတ်လွှမ်းမိုးတဲ့ဂျိုင်ထဲမှာတွားပြီးတော့ဒုက္ခတွေကိုပေးတွေ့စေလိုက်တယ်မတူတာတခုကဆင်းရဲကလိုအပ်ချက်ချိုးယွင်းချက်နောက်တဲ့တွေးကြုံရတဲ့ဆင်းရဲကဘာလဲဆိုတော့ဒုက္ခဖြစ်တယ်လိုအပ်ချက်ချိုးယွင်းချက်ဆိုတဲ့ဆင်းရဲမရှိအောင်ဒုက္ခဆိုတဲ့ဆင်းရဲတွေကိုဘုရားသခင်သိအောင်လွတ်တတ်တယ်ပြန်ပြောမယ်ကြားလိုက်လားလိုအပ်ချက်ချိုးယွင်းချက်ဆိုတဲ့ဆင်းရဲမခံရအောင်ဒုက္ခနာကျင်ခြင်းဆိုတဲ့ဆင်းရဲထဲမှာသင်ကိုဖြတ်တန်းစေတတ်တယ်ဘုရားသခင်ကြားလားပြန်ပြောလို့ရလားပြန်ပြောရှင်းပြပြီးပြန်ရှင်းပြလို့ဘေးလူပြန်ရှင်းပြလို့ရမလားဘေးရှင်းပြခဲ့မှာတော့လိုအပ်ချက်ချိုးယွင်းချက်ဆိုတဲ့ဆင်းရဲမခံရအောင်
ဒုက္ခဆင်းရဲနာကျင်ခြင်းဆိုတဲ့ဒုက္ခနာကျင်ခြင်းဆိုတဲ့ဆင်းရဲတွေကိုဘုရားသခင်ကိုဖျက်ဆီးစေတယ်โอเคရှင်းပြလို့ရပြီလားဘယ်လိုတစ်ချက်တော့ရှင်းပြလိုက်ပါဦးနင်တို့လူအချက်ချိုးရင်းချက်ဆိုတဲ့ဆင်းရဲမခံရအောင်အသင်ကိုနာကျင်ခြင်းဒုက္ခဆိုတဲ့ဆင်းရဲတွေမှာဘုရားသခင်ပေးပြီးဖျက်ဆီးတတ်တယ်โอเคတနည်းအားဖြင့်တော့ဘာစကားပြောရမလဲဆိုဆင်းရဲမခံရအောင်အသင်ကိုဆင်းရဲခံခိုင်းတတ်တယ်နော်အော်ဆရာတော်လှုပ်ပြီဆိုရှုပ်ရှိရင်တော့ရှုပ်ကုန်ပြီလားဆင်းရဲမခံရအောင်အသင်ကိုဆင်းရဲအဲ့ဒါကဘုရားသခင်ဒီနေ့ကျွန်တော်တို့သင်မယ်နဲ့ paradox ဆန်တယ် weird ဆန်တယ်ဒါပေမဲ့တမန်တရားပြောတယ်စကြမှာငါဒါကိုတမန်ကျမ်းစာမှာဆက်တွေ့ရမယ်ကောရိန္သုဩဝါဒစာဒုတိယဆောင်အခန်းကြီး1ကိုပြန်သွားမယ်ဟေးညီကိုတွေအာရှိပြီမှာငါခံရတဲ့ဆင်းရဲခြင်းတွေဟူသောအသက်မလွတ်နိုင်ဟုထင်ရ၍မခံနိုင်အောင်အတိုင်းထက်အလွန်လေးသောဆင်းရဲခံရကြောင်းကိုမင်းတို့ငါမသိဘဲမနေစေချင်ဘူးကွာတဲ့ဆက်ပြောတယ်ဘာပြောလဲဆိုတော့ငါတို့ဒီမိအငယ်9ရောက်သွားပြီနော်အငယ်9ရောက်သွားအမအကိုတို့မရေတော့ငါတို့ဒီမိကိုအစဉ်မကိုးစားပဲတည်သောသူတို့ကိုထားမြောက်စေတော်မူသောဘုရားသခင်ကိုကိုးစားမိအကြောင်းသေစေဟုစီရင်ခြင်းကိုကိုယ်တိုင်ခံရတဲ့ကဲ့သို့ဖြစ်ဘာအကြောင်းလဲငါတို့ဒီမိကိုမကိုးစားပဲတည်သောသူတို့ကိုထားမြောက်စေတော်မူသောဘုရားသခင်ကိုကိုးစားမိအကြောင်းဆိုဘာတွေပဲလဲအဲ့ဒီလိုကိုးစားစေဖို့ရန်အတွက်โอเคနှစ်ခုရှိတယ်ငါတို့ဒီမိကိုမကိုးစားပဲတည်သောသူတို့ကိုထားမြောက်စေတော်မူသောဘုရားသခင်ကိုကိုးစားမိအကြောင်းဘာခံရလဲသေစေဟုစီရင်ခြင်းကိုကိုယ်တိုင်ခံရတကယ်တော့ဖြစ်တကယ်တော့တကယ်လားမဟုတ်ဘူးတကယ်တော့ပဲတို့ကသေမလောက်တော့ဖြစ်လိမ့်မယ်ဘတော်မှပျက်စီးခြင်းမှာအဆုံးမသတ်ဖို့ဘုရားသခင်ပြင်ဆင်ထားတယ်โอเคတကယ်သေးစီလို့စီညကိုယ်တိုင်ခံရတကယ်တော့ဘုရားသခင်ပေးတွေ့တယ်အဲ့လောက်ကြီးမားတဲ့ဒုက္ခပေးတွေ့တယ်ဘာအတွက်လဲဆိုအကြောင်းတစ်ခုရှိတယ်တဲ့ကျွန်တော်တို့ပြင်ဆင်ပေးခြင်းတယ်စုံလင်စေခြင်းတာနှစ်ခုရှိတယ်မစင်ရဲစေခြင်းတာနှစ်ခုရှိတယ်လူမှာဆင်းရဲနေတဲ့ပြဿနာချိုးယွင်းချက်နှစ်ခုရှိနေတယ်ဘာနဲ့ပါလဲဆိုတော့မိကိုကိုးစားခြင်းဖခင်သခင်ကိုမကိုးစားခြင်းအဲဒီကနေပြောင်းလဲသွားဘာဖြစ်ကြမှာလဲမိကိုမကိုးစားပဲဖခင်သခင်ကိုကိုးစားမိအကြောင်းသင်ပေးဖို့ရန်အတွက်သင်ကိုဆင်းရဲဒုက္ခထဲမှာဖခင်သခင်ပေးပြီးဖြတ်သန်းတယ်ဘာနဲ့ပါလဲမိကိုမကိုးစားပဲဘုရားသခင်ကိုကိုးစားမိအကြောင်းမှတ်သားဒီနေ့ယုံနာမယုံနာနောက်ကိစ္စထားတာလက်ခံနိုင်လက်မခံနိုင်နောက်ကိစ္စထားတာတမန်ကျမ်းစာမှာအဲ့ဒီလိုပြောတယ်ဆိုတာမှတ်သွားရအောင်โอเคတို့ဆင်းရဲဒုက္ခပေးတွေ့တတ်တယ်ဘာဖြစ်လို့လဲမိကိုမကိုးစားပဲဘုရားသခင်ကိုကိုးစားမိအကြောင်းမိကိုမကိုးစားပဲဘုရားသခင်ကိုဘယ်လိုဖော်ပြတာလဲဘယ်လိုဘုရားသခင်လို့ပြောလဲသေသောသူတို့ကိုရှင်ပြန်ထားမြောက်စေတော်မူသောဘုရားသခင်ဆိုပြီးအရှိမတိုက်တဲ့ခေါင်းစဉ်တက်ထားတယ်ဂုံပုတ်ပေးထားတယ်ဘလို့ဘုရားသခင်လို့ပြောတာလဲသေသောသူတို့ကိုရှင်ပြန်ထားမြောက်စေတော်မူသောဘုရားသခင်ကိုမှတ်သွားဒီကျမ်းစာကိုစိတ်ထဲမှာဗျာဒိတ်တော်နှလုံးသားသွင်းသွားတန်ရှင်သောဝိညာဉ်တရားမှာထပ်ပြီးလှုပ်လိမ့်မယ်မိကိုအစဉ်မကိုးစားမိကြောင်းသေသောသူကိုရှင်ပြန်ထားမြောက်စေတော်မူသောဘုရားသခင်ကိုကိုးစားမိကြောင်းဆင်းရဲဒုက္ခကိုဘုရားသခင်ပေးတွေ့တယ်ကျွန်တော်ဒီခေါင်းစဉ်လေးလဲဆိုတော့စိတ်ဝင်စားတယ်ဘာလို့တည်တော်သူကိုရှင်ပြန်ထမြောက်တဲ့ဘုရားသခင်လို့ဒီနေရာမှာသုံးရတာလဲပြန်ပြီးဆက်ပြီးစဉ်းစားကြည့်တဲ့ခါကျတော့ရှင်ပေါလုကဘလောက်တောင်မှဒုက္ခတွေ့တဲ့ခါသေမင်းရိပ်လွှမ်းသွားပြီသေမင်းရိပ်လွှမ်းသွားဘက်ကြီးဘာပဲမြင်တော့လဲသေတော့မှာနောက်ဆုံးဒီကိစ္စကျင်းနေတဲ့ငါသေတော့မှာလုံးဝသေတော့မှာအဲ့ဒီအချိန်မှာ तू ဘသူ့ကိုကိုးစားခံဘသူ့ကိုကိုးစားဖို့လို့သွားလဲသေခြင်းကိုဘောသေတော်သူကိုထားမြောက်စေတော်မူသောဘုရားသခင်ဘယ်တိယုံကြည်စေချင်တာလဲဆိုတော့တည်သွားရင်တော့ရတယ်ပြဿနာမရှိဘူးတည်သွားတဲ့ဒီဘုရားသခင်ပို့ရင်တော့ရတယ်ဘာဖြစ်လဲဘုရားသခင်ဘယ်လိုပို့ကိုလဲတည်တော်သူတို့ကောင်ထားမြောက်စေတဲ့ဘုရားသခင်တို့တစ်ခါလေအဲ့ကြောင့်တို့တချို့တွေကမျောလင်းချက်ကမသေးခင်ထိပဲရှိတာဘုရားသခင်ဘယ်တိမျောလင်းစေချင်တာလဲဆိုတော့သေးမသေးငါမှဘုရားသခင်ရှိတယ်တည်သွားရင်လေကင်ချန်နာဘုရားသခင်ငါအကောင်းဆုံးစီစဉ်ရတယ်မသိရင်လည်းဘုရားသခင်ဘုရားကောင်းတယ်ကိစ္စနာအဲ့တော့အဲ့ဒီအထိသွားဖို့ရန်အဲ့လိုကိုးစားခြင်းကိုအဲ့ဒီအခြေအနေတိရောက်သွားဖို့ရန်အတွက်ဘုရားသခင်ပြင်ဆင်ပေးတာတို့ဒီတမန်ကျမ်းစာတမိုင်းထဲမှာတော့ကြည်လည်တွေ့ရတယ်လေရှာဒရက်မေရှက်ဗေဒနီကိုတို့မကြောက်ကျွန်တော်တို့လောက်တည်းမရှိဘူးဒါပေမဲ့လည်းတို့တော်လေးတော့ဘုရားသခင်အချိန်တန်တော့ခွန်အားပေးမှာပေါ့လေဟေးမကိုးကွယ်မင်းမိတဲ့ပြစ်ချမယ်ဆိုတော့ရတယ်ငါသိလဲကင်ချန်တာမကဲဘုရားသခင်မကဲလဲကင်ချန်တာမကဲတော့လာပြီးတော့ပေါ်တင်လာအခုမကဲတဲ့ချိန်တွေအများကြီးပဲဒါ
ဒါပေမဲ့ဘုရားသခင်ကိုစစ်မှန်စွာကိုးကွယ်သောသူတိုင်းကပြောလိုက်ဆိုလာမကဲလေကင်းချမ်းတာငါတို့ပြင်ဆင်နေတာတမလုံးမှာရှိသေးတယ်နော်အဲ့ဒီလောက်ထိကိုးစားနိုင်ဖို့ရန်အတွက်တဲ့တင်းကိုပြင်ဆင်ပေးတာဖြစ်တယ်ဟုတ်ကဲ့ပြီးတဲ့အခါမှာကျွန်တော်တို့အားလုံးတတိယအောင်မှာကျွန်တော်လွန်ခဲ့တဲ့တစ်ပတ်နှစ်ပတ်ကပဲအတူတူကဆင်ခြင်ခဲ့ကြတယ်လောကကြီးမှာကျင့်ရသောသူနဲ့ကောင်းကြီးမင်္ဂလာကိုခံရသောသူဆိုပြီးနှစ်မျိုးရှိတယ်မမိသလားဘယ်လိုလူကကောင်းကြီးမင်္ဂလာခံရသောသူလဲထာဝရပြောကိုးစား၍မိမိကိုးစားရအကြောင်းဖြစ်စေသောသူဟာကောင်းကြီးမင်္ဂလာခံရသောသူဘယ်လိုလူကကျင့်ရသောသူလဲလူကိုကိုးစားသောသူလူကိုကိုးစားသောသူထာဝရဘုရားစိတ်နှလုံးထဲမှာထာဝရဘုရားထံတော်မှာထွက်သွားသောသူကကျင့်အပ်သောသူဖြစ်တယ်အဲ့တော့ဒီနေရာမှာတို့တွေဒုက္ခဆင်းရဲထဲမှာဖြတ်သန်းရခြင်းကဘာနဲ့ပါကိုဖြတ်ပေးဖို့လဲကိုးစားတတ်ခြင်းကိုဖြတ်ပေးဖို့ဘာကိုပြန်တိဆောက်ပေးဖို့လဲဘုရားသခင်ကိုကိုးစားခြင်းကိုပြန်လဲတိဆောက်ပေးဖို့ဒီညပြန်တင်းကိုဘလို့လူပြန်ဖြစ်စေဖို့လုပ်ပေးနေတာလဲဟာအယမ်းမြန်သွားလားမသိဘူးနော်နည်းနည်းမြန်နေလားမသိဘူးနော်ကျမ်းစာထဲမှာပြောတာနှစ်ခုရှိတယ်ကျင့်ရတော်သူနဲ့ကိုးစားဒီကောင်းကြီးခံရတော်သူဘလို့လူကကျင့်ရတော်သူလဲဆိုလူကိုကိုးစားတော်သူဘလို့လူကကောင်းကြီးမင်္ဂလာခံတော်သူလဲဆိုတော့ထာဝရဘုရားကိုကိုးစားတော်သူလူတွေဖြစ်နေတာဘသူကိုကိုးစားလဲလူကိုကိုးစားတယ်ကျွန်တော်ပြောပြသွားရင်လူထဲမှာဘသူလဲပါလဲငါလဲပါတယ်ငါလုံနိုင်မှငါအရှိအသက်ရှင်ရတော့မယ်ဒါမှမဟုတ်လူရှိတော့မှငါဘွားကြီးကတိုးတက်တော့မယ်လို့ထင်နေသေးအဲ့လူတွေကကျင့်ရတော်သူဖြစ်တယ်ထာဝရဘုရားကိုးစားတော်သူကထာဝရဘုရားအပြင်ငါဘွားနာကမျှော်လင့်ချက်ရှိတာထာဝရဘုရားအပြင်ငါရှိဆက်တော်နေဒါကိုကိုးစားတော်သူကတကယ်ကောင်းကြီးမင်္ဂလာခံတော်သူဖြစ်တယ်ဒါကြောင့်တို့တွေဒုက္ခဆင်းရဲတော့တွေ့ရလိမ့်ပဲဒီဒုက္ခဆင်းရဲခံရတယ်ဆိုတာလည်းဘာဖြစ်လဲဆိုတော့သင်ကိုမချွတ်ယွင်းစေခြင်းလို့ဖြစ်တယ်မလစ်ဟာစေခြင်းလို့အမင်္ဂလာနဲ့မပြည့်စေခြင်းလို့တကယ်ပဲစုံလင်စေဖို့ရန်အတွက်ဖြစ်တယ်ဆင်းရဲမခံရဖို့ရန်အတွက်ဆင်းရဲခံနိုင်ခြင်းဖြစ်တယ်ဟုတ်လားဒီကနေ့ကျွန်တော်ကြည့်ကြည့်လိုက်ကျွန်တော်တို့တချို့တွေတကယ်ပဲကိုယ်ခန္ဓာအရန်ကျမ်းမာခြင်းနဲ့နော်အရန်ပဲစုံလင်ခြင်းတဲ့ကဘာသွားလဲဂျင်းနေပါလေသွားကြတယ်တချို့တွေဘာသွားလို့နေကြလဲဟာဝိတ်အလေးကြီးတွေသွားမနေကြနော်ဟာဘာမှသူဘယ်သူမှလည်းအတင်းမခိုင်းတော့ဝယ်သွားမဘယ်သူမှမပြေးခိုင်းမဲ့အတင်းသွားပြေးတော့ချွေးရတိမ့်တိနဲ့အစင်းရဲသွားခံနေတာဘာအတွက်လဲမစင်းရဲဘူးသူခန္ဓာကိုယ်မှာမစင်းရဲဖို့တယ်လေလှဖို့ခန္ဓာကိုယ်စုံလင်ဖို့ဆိုတော့စင်းရဲခံရတယ်ဘောလုံးသမားတွေဒီမှာရှိတယ်ကျွန်တော်သဘောကျတယ်ဒီဘောလုံးသမားဒီမှာကျွန်တော်ဟိုတည်းစာစဲဝါတစ်ခေါက်ပြောဘူးလေသူအရင်တော့ဘာလို့ကလဲဆိုတော့ပြေးပလိုက်တာတဲ့မောပဲအသက်ရှူဖောက်တဲ့နားတီပြေးပလိုက်တာအဲ့ဒါပြေးပြီးလွန်သွားရင်ဘာဖြစ်သွားလဲဆိုတော့မမောတော့ဘူးလေဆက်ပြေးနိုင်တယ်ကျွန်တော်အဲ့လိုတခါမှမပြေးဘူးကျွန်တော်ငယ်လေးတဲ့အပြေးတစ်ခေါက်ပြိုင်မှုတယ်လမ်းတော့မှာရက်ပြီးတော့ဒိုဒိုးဆိုင်မှာစားရင်းနဲ့ပဲသူများတွေပွဲပြီးတဲ့ထိုင်ကြည့်တယ်တပတ်လောက်မှတော့မောသွားပြီကျွန်တော်မပြေးတဲ့တော့ပါတယ်အဲ့တော့တချို့ဒါသိတယ်ဒီမှာဘောလုံးကစားကျွန်တော်ပြောဟုတ်တယ်နော်အဲ့လိုလားအရင်တော့ကိုအလုံးကအမောအလုံးကျမောအောင်ဒီပြေးပလိုက်ပြီးတဲ့ကမှာတဲ့အဲ့လောက်ဒီအစင်ရဲခံပြီးသွားရင်ကျန်တဲ့ပိုင်းကမစင်ရဲတော့ဘူးသူတို့နာကျင်ဒါကလောကရဲ့တဘာဝတစ်ခုဖြစ်တယ်တမန်ကျမ်းစာသင်ပေးတဲ့လောကတဘာဝတစ်ခုဖြစ်တယ်ဒါခါကျအမြဲတမ်းတက်တောင့်တက်တာလေးပဲတည်းအမြဲသွားခြင်းတဲ့သူကလေစင်ရဲခြင်းနဲ့တွေ့ကြုံမှချင်းနေပဲရှိတယ်ဒါကြောင့်ဒီကနေ့ဒီတမန်တရားကိုယူသွားရအောင်ဝီယောဒီဆံမဲ့မှတ်သွားရအောင်တို့တွေချို့ယွင်းခြင်းလက်ဟာခြင်းဆိုတဲ့စင်ရဲမခံရဘူးရန်နာကျင်ခြင်းဒုက္ခဆိုတဲ့ဆင်းရဲကိုပေးတွေ့ဖို့ဘုရားသခင်စီစဉ်လာတယ်အာမင်အဲ့ဒီလောက်နဲ့လှုပ်ပေးရတာမဟုတ်ဘူးတပြိုင်တည်းမှာကျမ်းစာကပြောရတယ်ငါကိုခွန်အားနေပြည့်စုံစေတော်မူသောခရစ်တော်အားဖြင့်ခတ်သိမ်းတော်မူတို့ကိုငါတင်းကိုအလကားဒုက္ခဆင်းရဲထဲမှာလှုပ်ပေးဘေးနဲ့မှာ trainer ပါတယ်ဘေးနဲ့မှာတင်းကိုလူရင်တင်းမိမဲ့ပုံကိုပါတယ်ကျွန်တော်စရင်ကြားတဲ့အခါမှာမကြိုက်ဘူးငါဆင်းရဲဒုက္ခတွေလောက်လုပ်ရမလို့ချင်းငါစကားတော့မှမပြောရဘူးစကားပြောစကားအသီးစားရမှာတွေပဲကြောက်ပါသေးတယ်လားအဲ့တော့ငါတို့ဆင်းမကြောက်နဲ့ဘုရားသခင်ပေးတွေ့ပြီဆိုတတ်နိုင်ခြင်းခွန်အားကိုဘုရားသခင်ဘေးကပြင်ဆင်ပေးမှာဖြစ်တယ်အာမင်သခင်ယေရှုခရစ်တော်တင်တဲ့သူရှိတယ်သင်ကိုဆင်းရဲဒုက္ခတွေးကြုံရတယ်ဆိုရင်တော့မှကြော်လွှားနိုင်သောခွန်အားကိုသင်ကိုဘုရားသခင်ပေးမှာဖြစ်တယ်အာမင်